မက္ကာနှင့်မဒီနာတွင်တဲခိုရန်မေခွန်များတဲခိုကအဆင့်သတ်မှတ်ချက်ဆိုဒီအာရေဗျတွင်ဟိုတယ်များကိုတင်ရွေးချယ်မိနေရာကိုတေချာစွာသူတေသနာပြုပါဟာရမ်ကနေဘလောက်ဝေးတယ်လဲဟာရမ်တို့လမ်းလျှောက်နိုင်သောအကွာဝေးတွင်ရှိပါသလားတွားရလမ်းတွင်တောင်ကုန်းများသို့မဟုတ်မတ်ဆောက်သောလမ်းများရှိပါသလားကျွန်ုပ်နေထိုင်ရာနေရာသည်ဝေးပါကတေယူပို့ဆောင်ရေးရရှိနိုင်ပါမည်လားမသည့်တေယူပို့ဆောင်ရေးအမျိုးအစားနှင့်နေ့စဉ်အချိန်စရာများရရှိနိုင်မည်နီဟိုတယ်သည်လူစီကားသောနေရာသို့မဟုတ်လမ်းမကြီးပေါ်တွင်တည်ရှိပါသလားအစားအသောက်ပါဝင်ပါကမသည့်အစားအစာမျိုးအစားနှင့်တနေ့လင်ဘယ်နေရာစားသုံးနိုင်မည်နီအစားအသောက်မပါဝင်ပါကမက္ကာနှင့်မဒီနာတွင်စားသောက်ဆိုင်များပေါ်များပါသည်ကိုယ်စားလှယ်များသည်အင်္ဂလိပ်စကားသို့မဟုတ်အာရဗီစကားပြောဆိုနိုင်ပါသလားအခန်းတစ်ခန်းကိုလူဘယ်နှယောက်နေရမည်နီအခန်းများသည်လုံခြုံမှုရှိပါသလားရေချိုးခန်းဘယ်နှများရှိသနည်းယောက်ျားများနှင့်မိန်းမများအတွက်ခွဲခြားချပါသလားကျွန်ုပ်၏အခန်းသည်မသည့်အထက်တွင်တည်ရှိသနည်းဓာတ်လေကားရှိပါသလားအခန်းများတွင်မသည့်အဆင်ပြေမှုများရှိသနည်းဥပမာတယ်လီဖုန်းလေအေးပေးစက်အခန်းတန့်ရှင်၏ဝန်ဆောင်မှုရှိပါသလားအဝေလျောဆက်များရှိပါသလားသုံးဆွဲနိုင်သောမီးဖိုချောင်းချက်ပြုတ်ရန်နေရာများရှိပါသလားဟတ်ချ်နေ့ရက်များတွင်အခန်းများရရှိနိုင်ပါသလားဟတ်ချ်နေ့ရက်များပြီးနောက်အခန်းများရရှိနိုင်ပါသလားကျွန်ုပ်၏ပက်ကက်သည်နေရာပြောင်းရွှေ့ရသောပက်ကက်လားသို့မဟုတ်မပြောင်းရွှေ့ရသောပက်ကက်လားဟတ်ချ်ကာလာတွင်အာဇီဇီယာကဲ့သို့သောဒေသများတွင်ဖျားဘူးများအားနေရာထိုင်ဆင်းစီစဉ်ပေးသောအလှည့်ကျပက်ကက်တစ်ခုရှိပါသည်မက္ကာရှိမစ္စဂျီဟာရန်မှဤနေရာထိုင်ဆင်း၏အကွာဝေးသည်3ကီလိုမီတာကနေ10ကီလိုမီတာအထိကွာခြားနိုင်ပါသည်နေရာပြောင်းရွှေ့ရသောပက်ကက်များသည်မပြောင်းရွှေ့ရသောပက်ကက်များထက်ဈေးနှုန်းချိုထားပါကမစ္စဂျီဟာရန်တို့ဝေအောက်ညံခက်ခဲခြင်းသည်အကွာဝေးခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်ဈေးနှုန်းချိုထားသောပက်ကက်အတွက်ဟာရမ်တွင်အဖိုးတန်သောအချိန်များဆုံးရှုံးနိုင်ခြေကိုချိန်ရမှာလို့လိုအပ်ပါသည်မီနာအာရာဖတ်နှင့်မုစတာလီဖာရှိနေထိုင်အဆောက်အဦများမီနာရှိကျွန်ုပ်တဲမှာဂျမာရတ်တော့အကွာအဝေးသည်မီမြော့ချိပါသလဲမထရိုသည်ကျွန်ုပ်၏ပက်ကက်တွင်ပါဝင်ပါကမီနာရှိကျွန်ုပ်၏တဲမှာမထရိုဘူတာယုံတော့အကွာအဝေးသည်မီမြော့ရှိပါသလဲကျွန်ုပ်၏တဲတွင်လူဦးရေမီမြော့ရှိမည်နီအစားတော့ပါဝင်ပါသလားပါဝင်ပါကမြည်သည့်အစားအစာမျိုးနှင့်တနည်းလျက်ပန်နနက်မီမြော့ကျွေးမွေးပါသလဲရေတံမှုကိုအကန့်အသတ်မရှိရရှိနိုင်ပြီလားခေါင်းဝန်ဖျားဆိုဖာများပန်ပိုးပေးထားပါသလားမီနာနှင့်အာရာဖတ်တို့နှင့်တဲများကန့်မာကိုပန်ပိုးပေးထားပါသည်တဲများကိုပုံမှန်အဖြစ်နိုင်ငံအလိုက်သတ်မှတ်ခွဲဝေပေးထားပါသည်မုစတာလီဖာတွင်နေထိုင်ရန်အဆောက်အဦမရှိပါလေစိတ်ကူပြောင်ပို့ဆောင်ရေးဇီယာရတ်မဒီနာရှိထင်ရှားသောတမိုင်းဝင်နေရာများသို့တွားရောက်လည်ပတ်ခြင်း၎င်းသည်ရွေးချယ်ခွင့်ရှိသည်မဒီနာမှမက္ကာသို့တည်ယူပို့ဆောင်ရေးမီနာသို့တည်ယူပို့ဆောင်ရေးမီနာမှအာရာဖတ်သို့တည်ယူပို့ဆောင်ရေးလန်ရှောက်ဘတ်ကားယထာပို့ပါသလားအာရာဖတ်မှမုစတာလီဖာသို့တည်ယူပို့ဆောင်ရေးလန်ရှောက်ဘတ်ကားယထာပို့ပါသလားမုစတာလီဖာမှဂျမာရတ်သို့တည်ယူပို့ဆောင်ရေးလန်ရှောက်ဘတ်ကားယထာပို့ပါသလားဂျမာရတ်မှမစ္စဂျစ်ဟာရမ်တို့တည်ယူပို့ဆောင်ရေးလမ်းလျှောက်ဘတ်စကားပို့ပါသလားမစ္စဂျစ်ဟာရမ်မှမီနာတို့တည်ယူပို့ဆောင်ရေးလမ်းလျှောက်ဘတ်စကားပို့ပါသလားမီနာမှဂျမာရတ်တို့တည်ယူပို့ဆောင်ရေးလမ်းလျှောက်ဘတ်စကားယထာပို့ပါသလားဂျမာရတ်မှမီနာတို့တည်ယူပို့ဆောင်ရေးလမ်းလျှောက်ဘတ်စကားယထာပို့ပါသလားဘတ်စကားအစားကျွန်ုပ်၏ကိုယ်ပိုင်အကုန်အကျဖြင့်တက်ဆီဖြင့်တွားလို့ရပါသလားဟတ်ကာလာတွင်တည်ယူပို့ဆောင်ရေးကိုဟတ်ဝန်ကြီးဌာနမှစီစဉ်ဆောင်ရွက်ပေးပါသည်ဟတ်အွမ်ရာလမ်းယွန်ပညာရှင်ဆိုင်ရာမေကွန်းများဝစ်ပြူရန်ဒလိထုံတန်းလွတ်ရမည်အရာရှောင်ရမည်အရာတွားရောက်လေပတ်တင်သည့်နေရာများစသည်အိုကိုအကြံပေးနိုင်သောအကြောင်းကျွမ်းကျင်တက်မြောက်သည့်လမ်းညွန်သို့မဟုတ်ပညာရှင်တဦးကကျွန်ုပ်တို့ဦးစုနှင့်အတူလိုက်ပါမည်လားသူသည်ဆော်ဒီအာရေဗျနိုင်ငံရှိအကောက်ခုံလူဝင်မှုခရီးတွားလာရေးစသည့်စီမင်းစီကန်းနှင့်လုံထုံးလုံနည်းများနှင့်ပတ်သက်၍အတွေ့အကြုံရှိသူလားကာလာအတွင်းရပ်ပေါင်းများစွာလုံးဝမပြတ်မကွာကျွန်ုပ်တို့နဲ့အကျူရှိမည်လားသူကအာရစကားကိုကျွမ်းကျင်စွာပြောနိုင်သလား
သူကအာရက်စကားမပြောတတ်ပါကဘာသာပြန်တူထားရှိပေးထားမိလားဆော်ဒီအာနာပိုင်အများစုသည်အင်္ဂလိပ်စကားမပြောတတ်ပါအမျိုးသမီးလမ်းညွန်တူလေးအတူလိုက်ပါမိလားဆူရဟစ်ဂျာလာဤ30ရက်နေတွင်ကိုရဘာနီတားခေါင်ကိုကျွန်ုပ်အတွက်စီစဉ်ပေးထားမှာသလားယင်းဤစည်းနှုန်းသည် package တွင်ပါဝင်ပါသလား hash မတိုင်မီ hash ဆန်ရာဟောပြောဝေးများစီစဉ်ပေးပါသလားအုပ်စုအတွက်တီးတန့်ဆန်ရာသို့မဟုတ်ကျမ်းမာရေးပညာရှင်တရားဥရှိပါသလား Umrah Visa, Hajj Visa နှင့်အခြားလိုအပ်သောစာရွက်စာတမ်းများစာရင်းကိုရေဘူးရဖော်ပြထားပါသည်။သင်ခရီးစဉ်မစတင်မီပြင်ဆင်ထားရမည့်စာရွက်စာတမ်းများစာရင်းကိုရေဘူးရဖော်ပြထားပါသည်။သင်နိုင်ငံအလိုက်အခြားသောစာရွက်စာတမ်းများလိုအပ်နိုင်သည်ကိုသတိပြုပါ။ထို့ကြောင့်ဤလိုအပ်ချက်များကိုသင်ခရီးသွားကုမ္ပဏီနှင့်ထပ်မံအတည်ပြုသင့်ပါသည်။ Saudi Arabia အစိုးရကသတ်မှတ်ထားသည်မှာသင်နိုင်ငံကိုလက်မှတ်သည်သင်ထွက်ခွာမည့်ရက်စွဲသက်လအနည်းဆုံး6လအကြံရှိရမည်ဖြစ်သည်။ဤကာလအတွင်းတက်တန်းကွန်ဆုံရန်ရှိပါကကြိုတင်၍တက်တန်းတိုးခြင်းသို့မဟုတ်နိုင်ငံကူးလက်မှတ်အသည့်အတွက်အလျှောက်ထားရန်အသေးချားစေပါပိုမိုသိရှိလိုပါကတင့်နိုင်ငံရှိသက်ဆိုင်ရာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအာဏာပိုင်ကိုဆက်သွယ်ပါနိုင်ငံကူးလက်မှတ်အသည့်ထုတ်ပေးခြင်းသို့မဟုတ်တက်တန်းတိုးခြင်းသည်ပုံမှန်အားဖြင့်ရက်သက်ပတ်အနည်းငယ်ကြာတတ်သည့်အရေးပေါ်ဝန်ဆောင်မှုကိုအသုံးမပြုပါကပိုမိုမြန်ဆန်စွာလှုပ်ဆောင်နိုင်သည့်တင်သည်တင့်နေထိုင်ရာနိုင်ငံ၏နိုင်ငံသားမဟုတ်ပါကဤစည်းမင်းသည်သက်ဆိုင်ပြီးထပ်ဆောင်လိုအပ်ချက်များရှိပါကသင်ခရီးသွားကိုယ်စားလှယ်ကအသိပေးနိုင်မည်ဖြစ်သည်နိုင်ငံအားလုံးမှဗျာဖူးများသည်ဦးနှောင်မြင့်ရောင်ယောဂ quadrivalent ACYW135 အတွက်တရားဝင်ကာကွယ်ဆေးထိုးထားကြောင်းလက်မှတ်ကိုတင်ပြရပါမည်ဤလက်မှတ်ကိုအာဏာပိုင်အနှင်းထားသောဆေးဘက်ဆိုင်ရာပညာရှင်တဦးမှလက်မှတ်ရေးထိုးထားရပါမည်ကာကွယ်ဆေးထိုးထားကြောင်းအထောက်အထားကို Saudi Arabia သို့မရောက်ရှိမီအနည်းဆုံး10ရက်ကြိုတင်၍တင်ပြရပါမည်ဤလက်မှတ်မရှိပါဗီဇာထုတ်ပေးမည်မဟုတ် Umrah hash နှင့်ကျန်းမာရေးနှင့်ဆေးဝါးအကြောင်းကမ္ဘာမီသည့်နေရာသို့ခရီးသွားခြင်းကပင်ကျန်းမာရေးဆိုင်ရာအန္တရာယ်များရှိနိုင်တော်လေ hash သို့မဟုတ် Umrah သို့ခရီးထွက်ခြင်းသည်ပူပြင်းချောင်းသွေသောရာသီဥတုများနှင့်လူအုပ်ကြီးစုယုံခြင်းတို့ကြောင့်နောက်ခတ်စိန်ခေါ်မှုများစွာကိုဖြစ်ပေါ်စေပါသည် Saudi Arabia မှာဖြစ်လေ့ရှိသောယောဂများနှင့်ကျန်းမာရေးအန္တရာယ်များအပူတန်ကြောင့်မောပန်းခြင်းအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂဘိုးဝင်ခြင်းများဝမ်းချုပ်ခြင်းဝမ်းလျှော်ခြင်းအစာအထုံးမှအဆိပ်သင့်ခြင်းအရေပြားဆိုင်ရာပြဿနာများအိပ်ရပြတ်ခြင်းလူအုပ်ကြီးရင်တိုက်မှုများခေါင်းရည်ချင်းမှသက်ဆိုင်ကူးဆက်နိုင်သောယောဂများနာတာရှင်ယောဂရှိသူဖျားဘူးများအတွက်လမ်းညွှန်ချက်များစီးချိုယောဂသွေးတိုးယောဂအဆစ်အမြစ်ရောင်ယောဂဘန်းနာရင်ချက်ယောဂခါနာခြင်းပြဿနာများဆော်ဒီအာရေဗီးယားရှိဆေးကုသရေးအဆောက်အဦများဆရာဝန်ညွှန်ကြားချက်မလိုဘဲဝယ်ယူရရှိနိုင်သောဆေးဝါးများတင်ခီစဉ်အတွက်မျှော်လင့်ရမယ့်အရာများကိုလုံလောက်ကျူတင်ပင်ဆင်ထားခြင်းဖြင့်တင်ခီစဉ်အတွင်ဖျားနာနိုင်ခြင်းကိုထိရောက်စွာ short ချနိုင်မည်ဖြစ်ပါသည်